ဦးလေးနာမည်ဘယ်လိုလဲမသိ ဦးထွင်းနိုင် ဦးလေးအသက်ဘယ်လောက်ရှိပြီလဲ 52နှစ် ဦးလေးရဲ့နေရက်လိပ်စာလေးတစ်ချက်လောက်ပြောပြပါ နေရလိပ်စာကတော့ပငါဒါပေမဲ့ဟိုတော့ကမှတ်ပုံတင်လောက်ထားတာကျောင်းနေတော့ကမှတ်ပုံတင်ကြောက်သွားပြီးတော့အမကလည်းဖះသုံးစုမှာတွန်းနေလိုက်ပြီးတော့ဖះသုံးစုမှာပဲမှတ်ပုံတင်အသက်ပြန်လောက်တာတော့ ဦးလေးခလဲမှာနေတယ်ပေါ့နော် ဟုတ်ကဲ့ ခလဲမှာအိမ်တော်ကြတာကြာပြီလား ကြာပြီ ဘယ်နှစ်လောက်ရှိပြီလဲမသိ ကျွန်တော်အသက်20နဲ့9နှစ်တုန်းက ဦးလေးဟိုကျွန်တော်တို့ကြားတာပေါ့နော်ဒီစစ်ကောင်စီကနေပြီးတော့ဖမ်းဆီးပြီးတော့ညင်ပန်းနှိပ်စက်တယ်ပေါ့နော်အဲ့ဒီဖြစ်စဉ်ဦးလေးတစ်ချက်လောက်ပြောပြပေးပေါ့နော် ရွာကနေလာဒီအိမ်ကထွက်တာ ဦးလေးကိုအဲ့ဒီမှာပေါ့နော်ဦးလေးဝက်စာပြန်ကျွေးတယ်ဟုတ်လားအဲ့ဒီမှာစစ်ကောင်စီတွေကဦးလေးကိုဘယ်လိုတွေ့လဲဘယ်လိုတွေလောက်လဲဘယ်လိုတွေမေးလဲအဲ့ဒါဖြစ်စဉ်တစ်ချက်လောက်ပြောပြပေါ့နော်အဲ့ဒီဖြစ်စဉ် သူတို့ဒီလိုမျိုးခြေလက်တဲ့ခြေထားပြီးတော့ဒီမှာလည်းပင်လည်းခြေထားတယ်နောက်ပြီးတော့သူတို့ဒီဘက်မှာလည်းကန်တယ်ဒီဘက်မှာလည်းကန်တယ်ဒီမှာလည်းသူတို့ထုတ်တယ်သူတို့ရိုက်တယ်အမကောင်းနေရောပါတော့ပြောလိုက်မယ်ဆိုလို့ရှိရင်ပတကတွေးပါအဲ့နဲ့သူမှာအဲ့ဒါပြီးမှသူတို့ကျွန်တော်မေးမြန်းပြီးတော့သူပြောတဲ့အဲ့ဒီစစ်သားတွေပြန်မှရှိတယ်သူကျွန်တော်မသိဘူးကျွန်တော်ပြောတယ်အဲ့ဒါသူပြောတဲ့အချက်၃ချက်ပဲသူမိုက်ပေးမယ်အဲ့ဒါနဲ့ကျွန်တော်ပြောတဲ့သူရှိရင်လည်းရွာပြန်မှာပဲရှိတယ်ကျွန်တော်ပြောတယ်ဒီရွာမှာတော့မရှိဘူးကျွန်တော်ပြောတယ် ဦးလေးအိမ်ကိုဝက်စာကျွေးဖို့ပြန်တယ်ပေါ့နော် ဝက်စာကျွေးတာဒီသုံးကွဲအဲ့နဲ့နီကကသူကဝက်စာကျွေးဖို့သူခိုင်းလွှတ်တာတဲ့ခဏနောက်ပြီးတော့သူတို့ကြတော့ဒီဘုန်းကြီးကျောင်းမှာလာမသိခဏတပေါင်းနေလိုက်တယ် အဲ့လိုမျိုးဦးလေးကတဝန်းခွဲရဲ့ဝက်တွေကိုဝက်စာကျွေးဖို့ပြန်တဲ့ချိန်မှာအဲ့ဒီစစ်ကောင်စီတပ်သားတွေကဦးလေးကိုအဲ့လိုမျိုးဖမ်းဆီးပြီးတော့ အဲ့ဟိုဘက်ထိုးဝင်လာတယ်သူအဲ့အနောက်ဟိုဘက်ထိုးဝင်လာတယ်ဝဲမွေးရတဲ့ရောင်နဲ့သူအဲ့နဲ့နီကကတယ် သူတို့ဘလို့ဝင်လာလဲဦးလေးအဲ့ဒီဦးလေးကိုအဲ့လိုမျိုး သူတို့ဝင်လာတာသူတို့လမ်းလျှောက်ဝင်လာတယ်ဒီကျွန်တော်တို့သူအိမ်ဘေးမှာဆိုလို့ရှိရင်ဒီလိုမျိုးလမ်းပေါ့အဲ့ဒီလမ်းကြားပေါ့လမ်းကြားကနေပြီးတော့ဒီအဲ့အနောက်ကနေပြီးတော့သူတို့ခြံစည်းထုတ်ပြီးတော့ခြံစည်းရိုးပေါ့ခြံစည်းရိုးထုတ်ပြီးတော့သူတို့ဝင်လာလိုက်တယ်ဝင်ပြီးတော့သူတို့တစ်ချက်နှစ်ချက်လူတာអော်လိုက်ပြီးတော့အဲ့မှာကျွန်တော်ကလည်းလူတာអော်တော့ကျွန်တော်လည်းထားကြည့်လိုက်တော့ဘာဟုတ်မလဲသူကသူမြင်ကိုမြင်ဖြစ်သွားတယ်အဲ့မှာကျွန်တော်ဆက်ဆေးတယ်ဒီအိမ်ကခင်ဗျားအိမ်လားကျွန်တော်အိမ်မဟုတ်ဘူးကျွန်တော်တဝန်ခွဲတဲ့အိမ်ဘာဖြစ်လို့တော့ခတ်တာလဲသူတို့မရှိကြလို့အဲ့ဒါနဲ့မရဘူးလို့ပဲတော့မရဘူးကစားထုတ်ချေလိုက်ပြီးတော့ထဲဝင်တော့ကျွန်တော်ကိုနှိုက်ဆက်ပါလေရောပဲ ဦးလေးကိုလိုမျိုးကျွန်တော်တို့ဖြေချပေးတဲ့ကျေးဇူးတင်တယ်နော်ဦးလေးပေါ့နော်ဦးလေးကိုသူတို့ဒီဖန်စီရမိပြီးတော့ဘလို့တွေပြောကြလဲဘလို့တွေလောက်ကြလဲတစ်ချက်လောက်ဖြစ်စဉ်ပြောပြပေးပေါ့နော် သူမေးတာတော့အဲ့ဒီစစ်သားတွေပဲမှာစခန်းချတာလဲပါတယ်ဆိုတာသူတို့အဲ့ဒါမေးတယ်ကျွန်တော်ကတော့အဲ့ဒီချိန်မှာဘယ်မှမသွားရဘူးကျွန်တော်လည်းမသိဘူးလို့ပြောလိုက်နောက်တော့သူတို့ပြမှောက်ချပြီးတော့အဲ့မှာခြေတော့ကျိုးလက်ကျိုးပါလေခြီးပြီးတော့အဲ့မှာသူတို့ထုတ်လိုက်ရိုက်လိုက်ပြီးတော့အဲ့မှာခဏနဲ့တအောက်လောက်ကြာတော့သွားမယ်အဲ့ဒါကျွန်တော်ကိုဖမ်းချီပြီးတော့ဒီလိုမျိုးပဲခြေတော့မှလည်းခြီထားပြီးတော့ဒီလက်ဒီမျိုးသွားတယ်အဲ့မှာသူတို့သွားတယ်ဒီကျွန်တော်တို့ရွာဆုံးပေါ့ကျောင်းပေါ့စာတင်ကျောင်းအနောက်ဘက်ကဆိုလို့ရှိရင်ဒီလိုမျိုးလောဘကြံရှိတယ်အဲ့ဒီလောဘကြံဖြတ်တဲ့နေရာမှာကျွန်တော်ခေါ်သွားတဲ့အချိန်မှာဟိုအနောက်ကသူဆွဲရတဲ့လူခဏနေကြဒီတနတ်တင်နဲ့ထုတ်ပြပြီခဏနေကြဆွဲပြပြီခဏဟိုထုတ်ပြီးကျွန်တော်အဲ့ဒီမှာရောက်တော့အဲ့ဒီစာတင်ကျောင်းမရောက်ခင်နည်းနည်းလေးပဲဆင်းသွားတာနဲ့ရောက်နေပြီ
ပြစ်ချပြီးမှာကျွန်တော်ပြောတဲ့အဲ့ဒီအဲ့အောက်မှာပဲကျွန်တော်အဲ့အောက်ရောက်တော့ကျွန်တော်ပြောတယ်ကျွန်တော်သွားလို့မနိုင်တော့ဘူးကျွန်တော်ပြောတယ်ဘယ်သွားလို့မနိုင်လို့သိရင်လည်းခင်ဗျားပြန်သွားဘူးအဲ့ပဲပြန်မယ်အဲ့သူအနောက်ကသူ့အဖေတွေနဲ့သူပြန်ပြောလိုက်တယ်ပြန်ပြောအဲ့ဒီရဲဘော်တဲ့သူပြန်ပြောတယ်ဒါဆိုဒီလူကိုဒီမှာပဲပြစ်ထားလိုက်မယ်ဒီမှာပဲပြစ်ထားလိုက်ပြီးတော့ကျွန်တော်ကျိုးအစားကျွန်တော်နည်းနည်းဖမ်းချီလိုက်ပြီးတော့သူတို့ဒီလောကကျန်ပေးကနေဆင်းသွားတာနဲ့အနာတန်ဘောဒီဘွဲကောင်းမယ်နော် သူရဲ့အရင်ဘတ်တစိတ်မြင်လာသိစင် ဦးလေးတို့ရဲ့ဒီပခုံးကဗတ်တစက်တွေကြည့်မိသေးလား ပခုံးကတစ်ဆိုင်ပမာကျဲ အဲဒီမှာနံပါတ်တွေရေးထားတယ်လေ နံပါတ်တော့ပြာကရာကုန်ပြီဒါမဲ့သူတို့ပမာစစ်သားတော့ပမာစစ်သားပဲ ဦးလေးရဲ့မျက်နှာကအညိုမဲတွေရရောသူတို့ဗာတဲ့ရထားလဲ ထိုးတယ်နောက်ပြီးတော့ဒီဖနှောင်းနဲ့လည်းသူတို့တန်လာတယ်ဒီဘေးရောပါရော ဦးလေးရဲ့လက်ဘင်းကအရှိုးရတွေရရောဗာတဲ့လောက်လာတာလဲ ဒီအဲ့ဒါကျိုးသူတို့တော်ကိုဆွဲရတဲ့အချိန်မှာတော်ကိုဆွဲရတဲ့အချိန်မှာအနောက်ကလူကခဏနေကြဆွဲအနောက်ပဲကိုပြန်ဆွဲလိုက်ခဏနေကြကျွန်တော်အနောက်ကနေတင်နဲ့ပြန်ထိုးလိုက်ဒီလိုမျိုး ဦးလေးရဲ့ဒီနန်ယိုးဘေးကအရာတွေရရောဗာနဲ့ထိထားတာလဲ အဲ့ဒါသူတို့သားနဲ့ထိုးထားတယ်ဘယ်နဲ့ ဗတ်နဲ့ထိုးတာပေါ့နော် ဟုတ်ကဲ့ ဦးလေးကျွန်တော်တို့နဲ့အခုလို့ဟောအမေဖြစ်လေးဖြစ်ရပြီးတော့ဦးလေးကိုကျေးဇူးတင်တယ်နော်ဦးလေး ဟုတ်ကဲ့